Hey guys, Ada one ရောပြန်လည်းပြောကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့တစ်ပေးသွားခြင်းနဲ့ပွဲလေးကတော့ဂျာမနီနဲ့ပြင်သစ်တို့ရဲ့ပွဲလေးပဲဖြစ်ပါရဲ့စရကြအောင်ဂျာမနီကတော့ semi final မှာပေါ်တူဂီကို2-1နဲ့ရှုံးနေခဲ့တယ်ဗျပြင်သစ်ကတော့စပိန်ကို5-4နဲ့ရှုံးနေခဲ့တယ်ဗျအခုတတိယနေရာတတိယလူပဲရှင်မြန်ဖက်မှာလည်းဘူလူပဲရှိသေးရဲ့ဗျဘူလူပဲကိုလည်းကျွန်တော်တို့ channel ကနေပြီးရောင်းပေးဖို့ရှိပါတယ်ဗျကျွန်တော်တို့ဒါပြီးဆက်သွယ်လို့ရပါတယ်ဟိုစပြီးတော့ကြည့်လိုက်ရအောင်ကျွန်တော်တို့နောက်ဆုံးကားမှာဂျာမနီတင်းက2ပွဲအနိုင်ရရှိထားပြီးပြင်သစ်တင်းကလည်း2ပွဲအနိုင်ရရှိထားပြီဗျတူတော်ရကောက်ပြောရမယ်ဆိုရင်ပြင်သစ်တင်းက9ပွဲအနိုင်ရရှိထားပြီးဂျာမနီတင်းက4ပွဲအနိုင်ရရှိပြီးတော့3ပွဲတည်းရလည်းရရှိထားတယ်ဗျပြီးခဲ့အားမကြီးခြေဆောင်ထပ်ပြီးဆွေးနွေးကျင်သေးတယ်ဗျကျွန်တော်တို့ပရသောက်ဒီနဲ့ Premier West ဗျမတ်လ3ရက်နေ့2003ခုနှစ်မှာမွေးဖွားခဲ့တဲ့ဂျာမနီနိုင်ငံသားဗျသူကဘယ်တော့မှတိုက်စစ်မှုဖြစ်တယ်ဗျဒီခုလက်ရှိလီဗာပူးမှာလည်းကစားနေသေးတယ်ဂျာမနီတင်းတဲ့လီဗာပူးမှာလည်းအဓိက key play maker ဖြစ်နေတယ်ဗျနေရာရှိုးတွေထဲမှာလည်း personal လို့တော့ပေးနိုင်ပြီးတော့ vision နဲ့ vocal ကကောင်းတဲ့ player တယောက်ဗျလေကိုပါပဲတမှုရှိထားပြီး top scorer တယောက်ဖြစ်နေတယ်ဗျနောက်ထပ်အကြိုက်ဆုံး player ကတော့ဒမ်ဘဲလီဗျဒီပြင်သစ်ကစားသမားကလည်း offensive problem ဖြစ်လို့မှမသိဖြစ်နေတဲ့ကစားသမားတွေဗျ ချက်ရွှေချန်လည်းထူးကောင်းမှုပြီးတော့အနာဂတ်အတင်းတွေကအလွယ်တကူလုပ်ပေးနိုင်တယ်ဗျသူကတယောက်ဖြစ်နေတယ်နှစ်ဂိုးပါပတ်သက်ထားပြီးတော့ pass accuracy ကလည်း 82% ကိုရှိနေတယ်ဗျအဲအကြောင်းဒီရွေးချက်ပေးချင်တာတော့ကျွန်တော်ဒီဘက်ကဂိုးမိုးရနိုင်တယ်ဗျကျွန်တော်တို့ပေးသက်တွေကိုဖြောပြရောင်းသက်မှုတွေပေးနိုင်တယ်အဲကြောင့်ကျွန်တော်ဂိုးပေါ်နေပြီးတော့စောင့်ကြည့်တင်တယ်ဗျကျွန်တော်တို့ခြေစွမ်းပိုင်းရောလူငယ်ပိုင်းကစားသမားတွေရဲ့အဲအကြောင်းကျွန်တော်တို့ဂိုးပေါ်ကိုလည်းကျွန်တော်တကယ်ကြိုက်နေဗျကျွန်တော်ဒီရွေးပေးပြင်သစ်ဘော်ဒီရဲ့ကျွန်တော်ဂိုးပေါ်ရွေးပေးထားတယ်ဗျကျွန်တော်တို့ဘော်လူပွဲလည်းရှိသေးတယ်ဆိုတော့ကျွန်တော်ဘော်လူပွဲကိုကျွန်တော်တို့ရောင်းချပေးမယ်ဗျကျွန်တော်တို့ Telegram channel ကိုလာပြီးတော့စုံစမ်းလို့လည်းရတယ်ဗျကျွန်တော်တို့အခုကျွန်တော်တင်ပေးနေတဲ့ YouTube channel ကိုလည်း like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ဗျတီးရအောင်လည်းမျိုးဒီခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပြီးအောင်ဗျကျွန်တော်တို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆုံတွေ့ပါမယ်ဘိုင်ဘိုင်အားလုံး